ူးတွေထောင်ပြီးပက်လက်အိတ်ချမယ်ခြေပွားနှစ်ခုကိုစုဒူးတွေဘေးကိုကလက်တွေနောက်ကိုချပြီးတော့ခြေပွားကိုထိတဲ့ဒီထားထိုင်ပါအကျိန်20ကို3ကြောလောက်ထိရအောင်ကစားပါခြေထောက်တွေဆက်အိတ်ချလိုက်မယ်လက်တွေနောက်ကိုဆက်ခြေထောက်တစ်ဖက်ကိုမြောက်မယ်လက်နှစ်ဖက်ကခြေပြားကိုထိတဲ့ဒီထားထိုင်ခြေထောက်ပြန်ချပြန်အိတ်ချနောက်တဲ့ခြေထောက်တစ်ဖက်မြောက်လက်နှစ်ဖက်ကခြေပြားကိုထိတဲ့ဒီထားပြန်ချအကျိန်20ကို3ကြောလောက်ထိရအောင်ကစားပါခြေထောက်နှစ်ဖက်ကိုခုံပေါ်သို့မဟုတ်နေရာမှာခြေထောက်ကိုတောင်းမှန်အနေထားလေးကြောင်းတင်ထားမယ်လက်တွေနောက်ကိုဆက်လက်နှစ်ဖက်ကခြေမျက်စိကိုထိတဲ့ဒီထားထိုင်ပြန်အိတ်ချအကျိန်20ကို3ကြောလောက်ထိရအောင်ကစားပါလက်နှစ်ဖက်ကိုအနောက်မှာတတောင်စစ်ထောက်မယ်ခြေထောက်တွေရှေ့ကိုဆန်းထုတ်ခြေထောက်နှစ်ဖက်ကိုပူးပြီးတော့အဖြောင်းနိုင်အပေါ်ကိုကြွားသလောက်ထိဆွဲတင်အောက်ကိုပြန်ချအကျိန်20ကို3ကြောလောက်ထိရအောင်ကစားပါခန္ဓာကိုယ်ကိုတစောင်းလေးအိတ်ချလိုက်မယ်ခြေထောက်နှစ်ခုကိုဆူတာရှေ့ကိုနည်းနည်းလေးတိုးအောက်ကလက်ကိုရှေ့ကိုဆန်းအပေါ်ကလက်ကနောက်ကိုဆန်းခြေထောက်နှစ်ချောင်းလုံးပူးပြီးဆွဲတင်လက်နဲ့ထိတဲ့ဒီထားမယ်ဘယ်ဘက်အကျိန်20ညာဘက်အကျိန်20ကို3ကြောလောက်ထိရအောင်ကစားဘယ်ဘက်အကျိန်20ညာဘက်အကျိန်20ကို3ကြောလောက်ထိရအောင်ကစားဒူးတွေထောင်ပြီးအိတ်ချလိုက်လက်နှစ်ဖက်ကခေါင်းကိုဆွဲမမယ်ခြေထောက်နှစ်ဖက်ကိုရှေ့ကိုဆန်းထုတ်ဒူးတစ်ဖက်ကိုကွေးတစ်ဖက်တစ်တောင်စင်းနဲ့ထိနောက်တစ်ဖက်ကွေးတစ်ဖက်တစ်တောင်စင်းနဲ့ထိဘယ်ညာမှတစ်ကြိမ်လို့သတ်မှတ်ပြီးတော့အကျိန်20ကို3ကြောလောက်ထိရအောင်ကစားEverybody wanna do the same thing. That's why we ain't on the same page. Do my own thing, and I'm